မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဒီထမင်းတစ်လုံးရဲ့ကျေးဇူးတရားဘယ်လောက်ထိကြီးတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်ရှင်အရိယဝန္တာအဋ္ဌိစရန္တိမထေသူမြတ်ရဲ့ပြင်စာဝုဒ္ဓပြုထဲမှာရေးထားခဲ့တဲ့ကြပြလေးနော်များမဟုတ်တလုံးထမင်းတရှုပ်ဟင်းကိုဝမ်းတွင်ရှာလူ300ဘူးမူထိုတတူအပြစ်မတယံမကြံအပ်ပြီတဲ့ကျေးဇူးတရားတည်တဲ့နေဆိုတဲ့ကြပြလေးပါထမင်းတစ်လုံးမှမဟုတ်ပါဘူးရေလေးတမုတ်ပဲဖြစ်ဖြစ်တိရိတ်ကလေးတရိတ်ပဲဖြစ်ဖြစ်ခိုးခဲ့နားခဲ့ဘူးတဲ့ဆိုရင်တောက်ခဲ့သုံးခဲ့ဘူးတဲ့ဆိုရင်အဲ့ဒီလူဟာကိုယ့်ရဲ့ကျေးဇူးရှင်ပဲတဲ့ကျေးဇူးရှင်ကိုကျေးဇူးမကမ်းရဘူးတဲ့အဲ့တော့ညီမငယ်တွေတူတွေတူမတွေပေါ့ကိုယ့်ပေါ်မှာထမင်းတစ်လုပ်ပဲကျွေးခဲ့ဘူးတာပဲဖြစ်ဖြစ်ရေတမုတ်ပဲတိုက်ခဲ့ဘူးတာပဲဖြစ်ဖြစ်အရိတ်ကလေးအောက်မှာနားခွင့်ပေးခဲ့တာလေးပဲဖြစ်ဖြစ်အဲ့ဒီကျေးဇူးတရားတွေကိုဘာလို့လဲဆိုတော့မချိုးဖောက်ရဘူးတဲ့ပြင်းမတရံမကြံအပ်ပြီကိုယ့်ပေါ်မှာရှိခဲ့ဘူးတဲ့ကျေးဇူးပြုခဲ့ဘူးတဲ့သူကိုအဲ့ဒီကျေးဇူးရှင်ပျက်စီးကြောင်းအတွက်စိတ်နဲ့လည်းမကြံစီရဘူးတဲ့မပြစ်မှားရဘူးတဲ့နှုတ်နဲ့လည်းမပြောရဘူးတဲ့ကိုယ်ဒီလက်ရောက်လည်းပဲမလုပ်ရဘူးလို့ဆိုတယ်ကျေးဇူးတရားသိတတ်ရမယ်ဆိုတဲ့အကြောင်းကျွန်တော်တို့တွေကဘာလို့လဲဆိုရင်ကျေးဇူးတင်တဲ့စကားပြောဖို့မေ့နေတတ်ကြတယ်အခုခေတ်ဘတ်စကားတွေပေါ်မှာပဲဖြစ်ဖြစ်ဘေးနေရာမှာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါခင်ဗျာကျေးဇူးပါနော်လို့ဆိုတဲ့စကားလုံးလေးတွေပြောဖို့ဘာလို့လဲဆိုတော့မေ့နေတတ်ကြတယ်အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာတွေပါပဲဒါကြောင့်မို့လို့ကိုယ့်ပေါ်မှာကျေးဇူးရှိတဲ့ဘူးတဲ့ဆိုရင်အဲ့ဒီလူရဲ့ကျေးဇူးကိုမပြစ်လဲမပြစ်မှားရဘူးတဲ့ပြစ်မှားဖို့ရန်လည်းပဲမကြံစီရဘူးဆိုပြီးတော့မုံရွေးစေတဝန်ဆရာတော်ဖရာကြီးရဲ့အဆုံးအမလေးနဲ့ဒီနေ့ဘာလို့လဲဆိုတော့မိတ်ဆက်လိုက်တာပါကျေးဇူးအများကြီးတင်ပါတယ်ကိုယ်စိတ်နှပြကျမ်းမှာချမ်းသာကြပါစေ